ရှိစုပါတပြူဟိုတော့ယူတဲ့ဒီနေ့လေဂေးဆော့ဂေးကိုဆော့လိုက်ပြီဂေးဆော့လို့လည်းဒိုင်းမိုးနေလေကုံကုံကပထမနိုင်တဲ့ငယ်ချင်းတွေ PK ပြိုင်မှာဆိုလို့တွားရချပေးချင်လို့ဆိုတော့ဆော့လိုက်ရဒီမှမချင်တော့ဟိုဟာတွေလည်းတွားရ support မပေးလိုက်အောင်ခုနဆော့လိုက်ခုနဆော့လိုက်တာဟယ်လိုဒီကတမားလေးပါအညုံကုန်းနေဂေးအောင်ဂေးမွဲတာရှိစုပါဂေးကဆော့လို့ကောင်းတဲ့ဆော့လိုက်တာကုံကုံကအမထောက်ဝယ်မျိုးကဲရပစံဒီပဲရောက်သွားလိုက်ကုံရောစံဒီနေ့သွားလိုက်တာလေတော်တော်ကုံသွားတယ်ကော်ဖီဆိုင်လေးမှာအဲ့ကော်ဖီဆိုင်လေးမှာကော်ဖီလေးတစ်ယောက်တစ်ခွက်တောက်တာ9000ကျော်ရှင်ငယ်လိုက်ရ9000ကျော်ရှင်ငယ်လိုက်တငယ်ချင်း3ယောက်သွားပြီးတော့တငယ်ချင်းအိမ်မှာလည်းထမင်းတွေစားနေတယ်ပြန်တော့နောက်ကျဟုတ်တယ်9000ကျော်ရှင်ငယ်ရဒါအဲ့ရှက်ဖြတ်သွားလို့ရှိရင်အဲ့ကော်ဖီဆိုင်လေးကအစင်လေးတွေရှိတယ်ထိုင်တော့အစင်လေးတော့ရှိတယ်သူတော့မှနာမည်ကြီးညာပဲအဲ့ဆိုင်ဟိုနောက်မှဖွင့်ထားပသိမ်မြို့ခုနလမ်းရှိတက်ကော်ဖီဆိုင်လေးအဲ့ပသိမ်မြို့နာကော်ဖီဆိုင်လုံးလုံးတွေကိုဘယ်လိုလုပ်လဲကော်ဖီကအဲ့ပသိမ်မြို့ခုနလမ်းတက်ကော်ဖီဆိုင်အစင်လေးတော့ရှိရကွာဈေးကအရန်ကြီးอ่ะ9000 5000ကျော်အောင်ရှိနေတာကော်ဖီလေး3ခွက်တောက်တာရတာလည်းမကောင်းဘူးရန်ကြီးတယ်ပေါ့ငန်တောက်ရပါတော့ယောက်ျားလေးတွေပဲမိန်းကလေးမရှိစပွဲတော့ယောက်ျားလေးတွေယောက်ျားလေးမရှိမိန်းကလေးတွေပဲဟိုအဲ့ရကိုတွေ့တာကြာရင်အမြဲဖြစ်ပြသွားနေတာတွေ့ရအော်လို့စာလို့ရင်လို့ဒီနေရာလေးကထိုင်လို့ကောင်းမဲ့နေရာလေးလို့ငါစာလို့ရင်နီးရော်လေးအိမ်နဲ့လည်းနီးရဆိုတော့ငါစာလို့ရှိရင်လို့ဒီမှာလာလို့ရမယ်ဆိုတော့တွေးထားဖြစ်ချင်တော့ဒီနေ့တင်တန်းပြေးတော့လေចောင်းပြေးရလေចောင်းပြေးတော့တငယ်ချင်းတွေနဲ့သွားမယ်လေဆိုပြီးတော့သွားမယ်ဆိုပြီးတော့သွားတာအဲ့ဆိုင်ကိုတဲရဲတဲ့တငယ်ချင်း2ယောက်သွားကြ9000ကျော်ရှင်းခဲ့ရတယ်အဲ့နဲ့တဲကလည်းသိရမလားတဲတယောက်တည်းကုံလို့ဆိုပြီးတော့တဲအမကြီးမလို့ငါတို့ထိုင်နေဆိုင်လေးကောင်းတယ်သိလားလို့နင်လာထိုင်မလားလို့တော့သူကောင်လေးနဲ့လာထိုင်တာသူကောင်လေးနဲ့လာထိုင်တာငါတို့ပြန်တော့မယ်နော်လူနေကနေဆက်ထိုင်ဆိုအဲ့ဆိုင်မှာသူဆက်ထိုင်နေခဲ့ဘယ်လောက်ကြာလဲတော့မသိဘူးသူကမှသူ့ရဲ့ကောင်လေးနဲ့တဲရောပြန်လာတော့တငယ်ချင်းအိမ်မှာတဲရောသွားပြီးထမင်းဝင်စားတယ်ထမင်းဝင်စားပြီးမှဒီကိုပြန်ရထမင်းစားခဲ့ပြီကောင်လေးတွေကတော်တော်ချောတယ်ကောင်လေးတွေကစင့်နေအစင်လေးကွာတည်မလားအဲ့မှာကောင်လေးဝီတာတွေကစကောင်ယောက်ျားလေးတွေပဲထားအဲ့အကြောင်းဈေးကြီးရလားမသိဘူးအကုန်လုံးကအဲ့သွားတော့အကုန်လုံးကလည်းလူကတိတ်မရှိဘူးရဲ့တဲလို့ဝိုင်းနဲ့ဘေးကအဲ့တဝိုင်းရဲ့အဲ့ဒါပဲရှိတာသွားထိုင်တာမီးရလည်းမလာနဲ့သွားထိုင်
သွားတိုင်ပြီးမှတော့နေကျင်းနေတယ်ဘာလို့လဲ